ဗုဒ္ဓအလိုတကြောင့်မချုံမပဲဒုဒ္ဒကပိပီချုံမလေးဒုဒ္ဒကပိပီချုံမလေးချုံမလည်းရင်အာဘတ်တင်ပါတလားဖယားဒီကောင်းတယ်အဲ့ဒါစာချဘုန်းကြီးတွေတတိထားဖို့ဗျာထူးတဲ့ပြတာလဲကူကဆရာတော်တွေကိုပြောတာဖြစ်မှာလဲကူစာချဘုန်းကြီးတွေတတိထားကိုရင်ပဲကျောင်းရလဲလဲကူရတယ်တော့ဒုံနဲ့ရိုက်တဲ့စာချဘုန်းကြီးတွေနော်ကလေးမေးလိုက်ဟလားဖယားလူတော်ကြမဆုံးပါခေါင်းနာတော့ဖယားရှင်ကမရိုက်ခိုင်းဘူးလေနော်ဖယားမရိုက်ခိုင်းအောင်ဖယားကမရိုက်ခိုင်းဘူးဒုံနဲ့ရိုက်ပြီးဆုံးမတာအေးပေါ့သူတို့ဒေါသစိတ်နဲ့စိတ်ဆိုးပြီးရိုက်ရင်တော့ဒါအပြစ်ဖြစ်တာပေါ့ကလေးရနော်ဒုက္ခအဘတ်မလွတ်ပါဘူးဗျာနော်ကိုရင်ကိုရရင်ဒုက္ခဥစဉ်တွေကိုရရင်ပါစေနော်